ငင်ကိုမော်ကြည့်နိုင်သူခန်းတော်ရဲ့ဤပေါ်မှာတထေးကြီးတူစိတ်ဆင်းရဲနေရှာတယ်သူ့မှာလုပ်ငန်းပေါင်းများစွာရှိတယ်ဝေကြီးပေါင်းများစွာရှိတယ်အချမ်းရံပေါင်းများစွာရှိတယ်အဲ့ဒီရှိမှုအပေါ်မှာပဲမလုံမကြုံဖြစ်တယ်တထေးကြီးအိမ်ရှိမှာအမိုးကရဲရဲလေးဖြစ်နေတဲ့တဲလေးတစ်တဲရှိတယ်တဲလေးမှာလင်မယားနှစ်ယောက်နေတယ်လင်မယားနှစ်ယောက်ဟာမိုးလင်းနာနဲ့အလုပ်ထွက်လို့ညနေပြန်လာချက်ပြုတ်စားတော့ပြီးရင်မိဘကလေးကိုတွန်းကလဘုံလေးတီးပြီးအချင်းလေးညီလို့ပေါ့အဲ့ဒီလင်မယားကိုတထေးကြီးသိအားကြတယ်ဖြစ်နိုင်ရင်ဝေကြီးပုံပေးပြီးသူတို့ရဲ့ပျော်ရွှင်မှုကိုဝဲခြင်းတယ်ဒါပေမဲ့ပျော်ရွှင်မှုဆိုတာဝယ်လို့ရတဲ့အရာမှမဟုတ်တာတထေးကြီးဟာဆင်းရဲသားလင်မယားပေါ်ချစ်ခင်စိတ်ဖြစ်လာပြီးသူတို့လုတ်ကိုင်းစားတော့ဖို့ဝေတွေကတအိတ်ပေးလိုက်တယ်အဲ့ဒီနေ့ကစားပြီးတဲလေးမှာတချင်းတန်စိတ်သွားတယ်သိမကြခင်မှာပဲတထေးကြီးစီကိုတဲလေးကလင်မယားလာတွေ့တယ်တထေးကြီးသိငွေတို့ကိုပြန်ယူပါဝေတို့ကကျုပ်တို့လင်မယားရဲ့ပျော်ရွှင်မှုကိုခိုးယူသွားတယ်ငွေတို့ရှိချိန်ကစလို့ညမေးရတော့ဘူးကြောင်းကြစိတ်ကြောင့်တယောက်တလဲအင်းဆောင်ရတယ်ကျုပ်တို့ရဲ့လွတ်လပ်မှုဟာဒီငွေတို့ကြောင့်ဆုံးရှုံးသွားပြီဒါကြောင့်သိငွေတို့ကိုပြန်လာပေးတာပါပုံမြင်လေးကဆင်းရဲခြင်းကိုချီးမွမ်းထားတာမဟုတ်ပါဘူးတမ်းပတ်မှုခင်းကြီးရဲ့လွတ်လပ်မှုကိုဖော်ကျူးတယ်လို့မြင်ပါတယ်တရားတွေကယာတုဥစ္စာအချွေရန်စတဲ့ရုပ်ဝတ္ထုတွေကိုရှာကြတယ်နာမိုင်းဆိုင်ရာမိခုံမှုရဖို့အယူဝါဒတွေကိုရှာကြတယ်ရရှိမှုတွေကိုသိမ့်ပိတ်ထားရမှလုံခြုံမယ်လို့ထင်ကြတယ်ဘဝကလုံခြုံမှုမရှိဘူးလို့ခံစားရတဲ့အတွက်ပြရတစ်ခုခုကိုရှာကြတာပဲအနာဂတ်ဆိုတာမရေရာခြင်းတွေနဲ့ပြည့်နေတယ်လေဝေကြီးဥစ္စာအချမ်းရံပြည့်စုံတော့လူစိတ်ကလုံခြုံမှုရသွားလို့လားမလုံခြုံတဲ့စိတ်ကမလွတ်လပ်ဘူးဘီရင်ကြီးတစ်ပါးသူ့နန်းတော်ကိုအဝင်ပေါက်တစ်ပေါက်ပဲထားတယ်ပြတင်းပေါက်တွေတောင်မထားအပေါက်တွေများရင်ရန်သူဝင်လာနိုင်တဲ့အတွက်လုံခြုံမှုမရှိဘူးတပေါက်သေးသောတကားမှလည်းအဆောက်အထက်ထက်ချထားတယ်သူ့ရဲ့နန်းတော်ကိုလူတစ်ယောက်ကဝေဖန်တယ်ဘီရင်ကြီးဒီတပေါက်ကလည်းရန်သူဝင်လာနိုင်တဲ့အတွက်ပိတ်ထားလိုက်ပါလားဒီပေါက်ပိတ်ရင်ငါတည်သွားမှာပေါ့ကွဘီရင်ကြီးကပြန်ပြောတယ်မှန်တယ်ဘီရင်ကြီးအဲ့ဒီတပေါက်ရှိနေလို့ဘီရင်ခုသက်ရှင်နေတာဟန်းတော်ကပေါက်တပေါက်ပိတ်လေဘီရင်တက်တူလေးပဲဆိုတာတတိမထမိဘူးလားအသက်ရှိခြင်းရင်ပြတင်းတကားတွေပြန်ဖွင့်ပါပြတင်းတစ်ပေါက်ဖွင့်လေတင်သက်ရှိလေးပဲအဆောင်တွေနဲ့လေတင်လွတ်လပ်လေးပဲအမိုးကန်နေရန်တွေတောင်မရှိပဲကောင်းကင်ကိုမောကြည့်နိုင်တဲ့ဘဝကအလွတ်လပ်ဆုံးပါဘုရင်ကြီးဘဝဟာမလုံခြုံပါဘူးအန္တရာယ်တွေနဲ့ပြည့်နေပါတယ်ဘယ်ချိန်မှဘာဖြစ်သွားမယ်ဆိုတာဘယ်သူမှမသိနိုင်ဘူးဒါဟာဘဝရဲ့ဒုက္ခသစ္စာအမှန်တရားပါမလုံခြုံမှုခြေနေကိုမငြင်းဆန်ပဲအ
မှန်တမ်းလက်ခံရမယ်ဒါမှဦးဇင်းတို့ရဲ့ရှာဖွေမှုကအပြစ်ကင်းမယ်ဆုံးရှုံးမှုနဲ့ကြုံရင်လည်းကံနိုင်ရရှိမယ်ကြောက်စိတ်နဲလာမယ်ယဟန္တာမှာကြောက်စိတ်မရှိဘူးလုံခြုံမှုစိတ်ပြေဝရနေပြီဘယ်နေရန်အတားဆီးမှမရှိပဲလွေမြင်ကြီးမှာကောင်းဝင်ကိုလွတ်လွတ်လပ်လပ်မောကြည့်နိုင်တဲ့သူဘောရှင်ပညာတိရိရမ္မာကျမ်း